အောင်ဒုက္ခပါညီမဒီနေ့တော့ဗာလေးကိုပြောပြပေးခြင်းလေဆိုတော့တော်တော်များများစိတ်ပူနေတဲ့အရာလေးကိုပြောပြပေးခြင်းပါနော်အဲ့ဒါကတော့အပိုပစ္စည်းပိုင်းပေါ့နော်ဘာပစ္စည်းဘက်ကိုပဲအဓိကကတော့နောက်ပိုင်းမှာပြက်လာမယ်အပိုပစ္စည်းရှိဖို့ပဲအဓိကပေါ့နော်ဒီဟာလေးတွေကိုရင်ပြောပြပေးခြင်းလေဆိုတော့ဒီလိုဓာတ်ဝိုင်းလေးမှာဆိုရင်သဘောတရားပြမယ်နော်ဓာတ်ဝိုင်းမှာဆိုရင်ညီမတို့3နေနဲ့3နာကြာတော့ရှိဓာတ်တွေကုန်လာမယ်ပေါ့နော်အဲ့ကုန်လာတဲ့အချိန်မှာဒီမှာဓာတ်ဆိုရင်ဓာတ်ဝိုင်းပေါ့နော်ပြီးတော့ဒီဓာတ်ကပေါ်နဲ့အောက်နဲ့ချောင်းလောက်တာဖြစ်တယ်သူ့မှာအောက်ဓာတ်လေးဆိုတာပါသေးတယ်ဒီမှာအောက်ဓာတ်ဒီမှာနော်အောက်ဓာတ်လို့အောက်ဓာတ်လေးတွေပေါ့နော်ပြီးတော့ဘိန်းလုံးလေးဒီမဓာတ်ထင်းလေးတွေပေါ့နော်ဒါညီမတို့ကဓာတ်လေးခေါ်တယ်ပေါ့နော်အဲ့လိုမျိုးပစ္စည်းလေးတွေပြီးလို့ရှိရင်ဒီမှာဒီလိုကြောက်ကလေးတွေပေါ့နော်ကြောက်ကလေးတွေမိခလုတ်လေးတွေပေါ့နော်ဒါတွေအကုန်လုံးကညီမတို့စီမှာပေါ့နော်အကုန်လုံးကစပယ်ယာဘတ်တွေပေါ့နော်ဒီလိုမျိုးလေးအရန်တစ်အစင်တစ်ဝယ်လို့ရအောင်ပေါ့နော်ဖြစ်လာတဲ့တမ်းပြီးပစ္စည်းရတဲ့ဘောကတော့ညီမပြောသလိုပဲကုန်မှာပဲပေါ့နော်သုံးနေနဲ့တော့ပြက်လာမယ်ပြုတ်လာမယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါတွေဖြစ်လာတဲ့အချိန်မှာဒီမှာလေးဒါဆိုလဲသူ့ဓာတ်နဲ့သူပေါ့နော်ဒါသူ့ site ပေါ်မူတည်ပြီးတော့ပေါ့ဒါဆိုတော့100 site ပေါ့နော်ညီမတို့စီမှာ90 90 100 110 120ကအဲ့လိုမျိုး site ဆိုအကုန်သွင်းမိထားတယ်ကွယ်ပြီးလို့ရှိရင်ပင်နေရမတ်ဒီဟာလေးစတဲ့ဝယ်လို့ဆိုရင်တန်ပေတန်တို့ထပ်သားတို့အဲ့လိုမျိုးပေါ့နော်တစ်ခုခုကိုထိုးမိလို့ထပ်တဲ့လို့ထိုးမိလာယူချင်အဲ့ဒါပင်နေရလေးတွေ့သွားတယ်ပေါ့နော်ပင်နေရဆိုဒီမှာလေးသူ့ဆိုပင်နေရဆိုလဲအဲ့လိုပဲညီမတို့ဒီမှာသူ့ရဲ့ site ပေါ်မူတည်ပြီးညီမတို့အကုန် site ဆိုလည်းအကုန်လုံးသွင်းမိထားပါပေါ့နော်90အတွက်တွေ90အတွက်100အတွက်အကုန်လုံးပေါ့နော်သူ့ site ပေါ်မြူပြီးအကုန်လုံးသွင်းပေးထားပါပေါ့နော်ကြောက်ဆိုလည်းအဲ့လိုပဲဒီမှာဓာတ်သွေးကြောက်လေးဒီမှာလေဒီမှာသုံးတဲ့ဓာတ်သွေးကြောက်လေးဆိုလည်းအဲ့လိုပဲပေါ့နော်ဒီမှာနော်သူလည်းအဲ့လိုပဲ site တွေရှိရပါတော့ညီမဗီဒီယိုရမ်းရှိမှာမလို့တချို့ဟာလေးတွေတစ်ခုစီပဲပြတာပေါ့နော်ဒါဆိုလည်းမိခလုတ်ဒါလေးဆိုလည်းဒီမှာလေးအဖွင့်ပေးလုပ်တဲ့ခလုတ်လေးတွေဒါလေးဆိုလည်းဒီမှာလေးအပေါ်ပစ္စည်းလေးညီမတို့အကုန်လုံးသွင်းပေးထားရနော်ဒီမှာဒါလေးဆိုလည်းကာဘွန်ဒီနေရာမှာသုံးတာနော်မီးမဝင်တော့တာမီးမခတ်တော့တာမျိုးဆိုလဲရတဲ့ကာဘွန်ပေါ့နော်ကာဘွန်လေးဆိုလည်းညီမတို့သွင်းပေးထားရဲဒါခုနပြလိုက်တဲ့အောက်ဓာတ်ပေါ့နော်အောက်ဓာတ်လေးဆိုလည်းဒီမှာသွင်းပေးထားတယ်ပေါ့နော်မဒါလေးဆိုလည်းလက်ကင်ခမ်းမသိလို့ဒီမှာကျိုးပါလို့ရှိရင်လေဒီခိုင်းနော်အဲ့ဒါလေးလည်းသွင်းပေးထားပါတော့ဒါဆိုလဲ socket ညီမတို့လေးထုတ်လိုက်တက်လိုက်တချို့လုံးနေတယ်ဒီခေါင်းချောင်းသွားတာကျိုးသွားတာအကြောင်းမျိုးမျိုးပါအကြောင်းပေါ့နော်အဲ့ဒါလေးဆိုလဲဒီမှာတော့ဒါလေးဆိုလဲသွင်းပေးထားပါတော့အဲ့အတွက်အပေါ်ပစ္စည်းများဘိုင်းနဲ့ပတ်သက်ပြီးလို့ရှိရင်တော့စိတ်ချလက်ချနဲ့ယူလို့ရပါပေါ့နော်ဘာလို့ဆိုနောက်ပိုင်းမှာအပေါ်ပစ္စည်းရှိအဲ့လိုပြောတာပေါ့နော်အပေါ်ပစ္စည်းပိုင်းနဲ့ပတ်သက်ပြီးတော့ဒါလေးတွေကိုစိတ်ချလက်ချယူရပါတယ်တစ်ဆက်ချင်းညီမဘာထပ်ပြောပေးခြင်းလဲဆိုတော့စာဖို့မော်တာနဲ့ပတ်သက်တဲ့ဟာပေါ့နော်ညီမတို့စီမှာရောင်းတာအိုးမာအပြာရှိမယ်ရှင်းလို့ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်အိုးမာခဲရောင်းပြီးတယ်ပေါ့နော်၃မျိုးရှိတယ်အဲ့ဒီဟာရဲ့ပတ်သက်တဲ့ကတ်နဲ့လည်းတစ်ခါလေးပြပြီးပေါ့နော်ဒါကတော့ကတ်ကတော့ညီမတို့ကတ်တီးတန်တော့ဟိုအပြင်ဟာအတွက်တော့မရောင်းပေးသေးဘူးပေါ့နော်ဒါဆိုရင်လည်းညီမတို့ဒီမှာလေးဒါဆိုရင်ညီမတို့ရောင်းတဲ့ရှင်းလို့စာဖို့မော်တာရဲ့ကတ်တဲ့လီပါပေါ့နော်သူ့ဟာနဲ့သူလည်းညီမတို့ကအကုန်ပေါ့နော်ဟိုပြက်လာခဲ့လို့ရှိရင်တစ်ခါလေးရောင်းပေးလို့ရအောင်အစစ်အသစ်တွေတွင်းထားပေးပြီးသားပြီပေါ့နော်ဒီမှာဒါဆိုလည်းညီမတို့တွင်းနေအိုးမခဲရဲ့ main ကတ်လေးတွေပေါ့နော် main ကတ်လေးတွေဒီမှာသူ့ရဲ့ဒီမှာကျိုးလေးတွေအဲ့လိုမျိုးပေါ့နော်ဒီမှာပေါ့နော်ဒါကြီးဆိုလည်းအိုးမဟုတ်တယ်အိုးမအပြပေါ့နော်ဒီမှာအိုးမအပြရဲ့ဒီမှာ main ကတ်လေးပေါ့နော်ဒါလေးကတော့မဖွင့်ပြတော့ပြီးတော့သူ့ရဲ့ဒီမှာဒီဘာကတ်လေးတွေပေါ့ညီမတို့အကုန်လုံးပစ္စည်းလေးတွေအစင်းနဲ့တွင်းထားတာဖြစ်တယ်ညီမတို့စီကဝယ်တဲ့အမျိုးအစားတွေအကုန်လုံးကိုစိတ်ချလက်ချနဲ့အသုံးပြုလို့ရပါတယ်ပေါ့နော်အဲ့ဒါလေးကိုပြောပြခြင်းလို့ပါဒါပေမဲ့အဲ့ဒီပိုင်းမှာရှိတယ်ပေါ့နော်ဒေါင်းတစ်ဆက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကတော့အဆင့်ပြသလိုဝယ်လို့ရတယ်ပေါ့နော်ညီမတို့စီကဝယ်ထားတာမဟုတ်တယ်ဝယ်လို့ရတယ်ပေါ့နော်ဒီ main ဒီကတ်လေးတွေကတော့ဒီညီမအဲ့ဒါလေးတခုတော့ပြောပေးခြင်းလို့ပေါ့နော်ဒီကတ်လေးတွေကကြာညီမတို့အခုလက်တလုံးမှာကညီမတို့အတွက်တော့ပေါ့နော်တွင်းရတာအခက်အခဲအရင်ဖြစ်နေတဲ့အတွက်ညီမတို့ဆိုင်ကဝယ်ထားတဲ့မော်တာတွေအတွက်ကိုပဲညီမတို့ပြန်ရောင်းပေးပါတယ်ပေါ့နော်အပြင်ရောက်ဝယ်ထားတဲ့မော်တာလေးတွေအတွက်တော့ရောင်းပေးနိုင်ခြင်းမရှိသေးတာဘူးနော်နားလည်ပေးပါရှင်ညီမတို့လိုတလောက်ကိုရောင်းပေးနိုင်အောင်လို့လည်းစူးစမ်းနေပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်လိုအားပေးပါအောင်ရှင်စိတ်ချလက်ချနဲ့လည်းပစ္စည်းတွေအကုန်လုံးအသုံးပြုလို့ရပါတယ်အဲ့ဒါလေးပြောပြခြင်းလို့ပါ